စိတ်မကြည်တဲ့လူကဒါနကောင်းမှုလုပ်ဖို့လည်းစိတ်ဝင်စားဘူးသီလဆောက်တည်ဖို့လည်းစိတ်ဝင်စားဘူးနော်စိတ်ကြည်လာတဲ့ပုဂ္ဂိုလ်ကစဉ်းစားပြီးမလုပ်ရကောင်းလဲနောက်ဆုံးမှအိမ်မှာရှိတဲ့ဘုရားရှင်လေးအေးတန်ရှင်းလုံးမှပဲဘုရားပန်းလဲအောင်မှပဲရှည်ချမ်းကတ်လူအောင်မှပဲဒါနကောင်းမှုတစ်ခုလုပ်အောင်မှပဲသီလဆောက်တည်အောင်မှပဲတရားအထောက်အောင်မှပဲဆိုတဲ့ကောင်းမြတ်တဲ့ပဲစိတ်ကူးစိတ်တန်းလေးတွေပေါ်လာတာအဲ့ဒီလိုပေါ်လာတာဘယ်သူကစွမ်းဆောင်ပေးတာတော့ဆိုအခုပြောတဲ့တတ္တာစွမ်းဆောင်ပေးလိုက်တာပဲဒါကြောင့်မို့ထသလည်းဤထက္ကရာမှာသဘာဝတရားကိုရှင်းရှင်းလေးပတန်နေနစိတ်တေနဒါနံဒိဋ္ဌိတရားတရားလေးပေါ်လာလို့ရှိရင်និဝရဏတရားတွေကိုဖယ်ရှားပြစ်လိုက်တယ်စိတ်ရဲ့ပူပန်မှုတွေကိုလည်းပဲရောကျသွားစေတယ်အဲ့ဒီတော့လူရဲ့စိတ်လေးကကြီးလာတယ်ကြီးနေတဲ့စိတ်ကလေးနဲ့လူဟာဒါနလုပ်တယ်တဲ့သီလဆောက်တည်တယ်ဥပုသ်ဆောင်တယ်ကမ္မထဘာဝနာပွားတယ်အဲ့ဒီဘက်ကိုတတ္တာကဥလှည့်ပေးတာကောင်းတာတွေလှုပ်ဖြစ်ဖို့အတွက်တတ္တာကဥလှည့်ပေးတယ်အဲ့တော့ဒီလိုတတ္တာဆိုတာကိုမှမိမိတဏ္ဍာမှာမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်ပြီးဆူတောင်းရင်ပြည့်နိုင်မှာမလားပြည့်နိုင်ဘူးတဲ့ဟော